Tataru mimiru alome minglava, dikini samaka tataru mimiru go. Tinchare minya ne minya sore kengli de jango, pomini ne. No pomini, pomjoni ne, tuare ponang, tuama tibare, minya ne minya sore yodaru dureka, tiki tuari. Pane tutu tai, telaya rale, sore tutu tarari, turari go, samarupa, a pound of kore, down it in here with it on my tibare, no? Minya ne minya sore go, daru dureka. Nachi ang lome, Taki ang lome, the Seti ang lome, Tintin, Sayama City, anything you see ma, other middle regard Kitima, the can in a sense you gain ye gain Paliri, Tibabi, and a gain you gain Paliri, Tibi, Chidra, Samaruga, gain Casura, Tao, Bado Palace, T, Tao Bado Palace, me, below a Hisra, Kuji Yarabono, to lay Alma, to lay Alma Slaviness, so, Tao gain you look, right? ဒါကိုတစ်လို့ဖတ်တယ်ဒါကိုနှစ်လို့ဖတ်တယ်ဒါကိုသုံးလို့ဖတ်တယ်ဒါကိုကင်းကြီးကင်းဖတ်လို့ပြောတာဖြစ်ပါတယ်နော်အဲ့တော့ကင်းကြီးကင်းဖတ်လေးတွေကိုတို့တတမမီလေးတွေကပြည့်ပြီးဖြစ်တဲ့အတွက်ကြောင့်ကင်းကြီးကင်းဖတ်လေးတွေကိုပြည့်ပြီးဖြစ်တဲ့အတွက်ဆရာမတို့ကဒါတို့မျိုးတွေကိုမြင်များနဲ့မြင်များအကြောင်းလေးပြောမယ်အရင်ဆုံးဘာဖြစ်အောင်လုပ်မလဲဆိုရင်ငါဖြစ်အောင်လုပ်မယ်ငါဖြစ်အောင်လုပ်မယ်ငါအပြာလေးထဲမှာရေးမယ်ဆိုပြန်တဲ့ကြောင်းဆံမတစ်စစ်ကလေးနဲ့အပေါ်ပြာကိုထည့်မယ်အောက်လေးဖြစ်အောင်ဖွင့်မယ်ငါလို့ရေးပါတယ်ဒီလိုပုံစံလေးနော်မြန်မာကိန်းကနန်းမှာဆိုရင်ရာကောက်မြန်မာအခရာမှာဆိုရင်ရာကောက်ကလေးနဲ့တင်ရှာကိန်းကနန်းလေးတွေကဒါလေးတော့ဒီငါးကလေးတွေကဆရာလေးရှိပြတာနဲ့နောက်ပြတာလေးပဲတဲတယ်သူတွေကငါးနဲ့ရာကောက်လေးရရှိတယ်ပုံစံလေးတွေတူတယ်နော်အဲ့တော့ငါးပြောင်းလုံးမယ်ငါးပြောင်းလို့ပို့စင်တာတို့တို့ကလက်လေးငါးချောင်းရှိတယ်အဲ့ဒီလက်ငါးချောင်းပုံလေးဆမကအရင်ဆုံးဆွဲလိုက်ပါမယ်ဒီနေ့တော့ဒီငါးလက်ကလေးငါးချောင်းရှိတယ်အဲ့လက်ကလေးငါးချောင်းနဲ့မှငါးပြောင်းလုံးမယ်လက်လေးငါးချောင်းရှိတယ်ဒီဆမကလက်လေးတစ်ချောင်းကိုအနီရောင်လေးထည့်ထားတယ်နော်လက်လေးတစ်ချောင်းအနီရောင်လေးထည့်ထားတယ်အနီရောင်လက်လေးတစ်ချောင်းကျန်းနေတဲ့လက်ကလေးတွေကိုဆမကပါရောင်လေးထည့်လိုက်မယ်အနက်ရောင်လေးထည့်လိုက်မယ်ဒီနေ့တော့ဒီကဲလက်လေးငါးချောင်းရှိတယ်တစ်ချောင်းကိုပါရောင်လေးထည့်ထားတော့အနီရောင်လေးထည့်ထားတယ်ကျန်တဲ့ချောင်းလေးတွေကအမဲလေးအနက်ကလေးထည့်ထားတယ်ဒါဆိုရင်အနီရောင်လေးကဘယ်နှချောင်းလဲတစ်ချောင်းဟုတ်ပြီအမဲလေးအနက်ကလေးကဘယ်နှချောင်းလဲဒီနေ့တော့လေးချောင်းဟုတ်ပြီဒီနေ့လေးနဲ့တူတူထားငါတင်းနဲ့လေးနဲ့တူတူထားငါတင်းနဲ့လေးနဲ့တူတူထားငါဆမတို့မှာရှိတဲ့လက်ချောင်းလေးတွေကိုရေးပတ်ခြင်းအပြင်တင်းနဲ့လေးနဲ့တူတူထားငါဆိုရင်ငါဆရာလုံးမယ်လေးကိုလုပ်လို့ရတယ်အဲ့ဒီငါဆရာလုံးမယ်လေးကနေမှဆမတို့ကဘယ်ကိုသွားမလဲအပေါင်းပုံလေးတွေကိုသွားပါမယ်အနှုတ်ပုံလေးတွေကိုသွားပါမယ်ဆက်ဆက်ပြီးဆမကတင်းနဲ့လေးနဲ့တူတူထားငါကနေပြီးတော့မှအပေါင်းပုံလေးအနှုတ်ပုံလေးကိုဘာလို့ဒီလိုကိုဆက်ပြီးတော့သွားပြပါမယ်အပေါင်းပုံလေးနှုတ်ပုံလေးတွေကိုသွားတဲ့အခါမှာဆမကရင်းစုံပုံလေးတစ်ခုဆွဲလိုက်မယ်ဘာပုံလေးဆွဲလိုက်မယ်ဒါလည်းဒီလိုရှိတာနော်ဘာပုံလေးလဲတန်းပွင့်လေးဟုတ်တယ်ဆမမှာတန်းလေးတစ်ပွင့်ရှိတယ်ဆမမှာတန်းလေးတစ်ပွင့်ရှိတယ်တန်းလေးတစ်ပွင့်ရှိပါတယ်ဟုတ်တယ်ဆမမှာတန်းလေးတစ်ပွင့်ရှိတယ်အဲဒီမှာဆမရဲ့ចောင်းသားတပမီမီလေးတွေကနောက်ထပ်တန်းပွင့်လေးတွေဆမပန်းပွင့်လေးတွေကိုပူစားဖို့ပုံဝါလုံးလေးနဲ့ဆွဲလိုက်မယ်နော်ဒါကြောင့်စပန်းလေးလေးပွင့်ဆွဲဖို့ဒီဘက်မှာနေရာမရှိတဲ့အတွက်ဆမပူစားဖို့ပုံလေးနဲ့ဒီနေ့တော့လေးဒါပန်းလေးလေးပွင့်ကိုမှတ်လိုက်ပါနော်ပန်းပွင့်လေးလေးပွင့်ဆမကိုဆမရဲ့ចောင်းသားလေးတွေတကားလေးတွေမိမိလေးတွေကပန်းလေးလေးပွင့်ချက်ပေးတယ်နော်ဆမမှာပန်းလေးတစ်ပွင့်ရှိတယ်တကားမိမိလေးတွေကနောက်ဆက်ပန်းပွင့်လေးလေးပွင့်ပေးလာတယ်ဒါဆိုဆမမှာပန်းလေးဘယ်နှပွင့်ဖြစ်သွားလဲပန်းလေးဘယ်နှပွင့်ဖြစ်သွားလဲကြည့်ကြည့်အောင်နော်ဆမတို့ပန်းလေးတွေကြည့်ကြည့်မယ်ပန်းလေးတစ်ပွင့်ရှိတယ်ဒါတို့ဒီလိုပေးတာလေးကတစ်ပွင့်နှစ်ပွင့်သုံးပွင့်လေးပွင့်ပေးတယ်အဲ့ဒီလေးပွင့်ရဲ့ဆမရဲ့တစ်ပွင့်ရဲ့ဆိုအားလုံးကြည့်ကြည့်မယ်ဆိုရင်ဒီအောက်ကနေရေးမယ်တစ်ပွင့်နှစ်ပွင့်သုံးပွင့်လေးပွင့်ငါးပွင့်ဟုတ်ပြီဘယ်နှပွင့်ဖြစ်သွားလဲငါးပွင့်အတူတူထားတော့ငါဆမမရှိတဲ့ပန်းလေးကတစ်ပွင့်မို့လို့ဆမကကျစ်လို့ရေးလိုက်ပါတယ်အဲ့ဒါဆိုလို့ပေးတဲ့ပန်းလေးကလေးပွင့်မို့လေးလို့ရေးလိုက်ပါတယ်အတူတူထားမယ်တိုးလာတယ်ဆမမရှိတဲ့တစ်ပွင့်ကလေးပွင့်နောက်ထပ်တိုးလာတယ်လေးပွင့်နောက်ထပ်တိုးလာတယ်ဒါမှမဟုတ်ရင်ဆမမရှိတဲ့ပန်းရင်ဆ
တော့သမီးတို့ပေးတဲ့ပန်းရဲ့အတူတူထားတယ်အတူတူထားတာပဲဖြစ်ဖြစ်တိုးလာတာပဲဖြစ်ဖြစ်အဲ့ဒါလေးကိုဘာသုံးလဲဆိုရင်တစ်ချက်နဲ့ချက်အပေါင်းလက္ခဏာလို့သုံးတယ်အပေါင်းပြည့်နဲ့လေးတူတူထားဘာရလဲဒါလို့သမီးတို့ငါဟုတ်ပြီငါရပါတယ်ပြည့်နဲ့လေးနဲ့တူတူထားရင်ငါတစ်ခုရှိတယ်လေးခုထပ်တိုးလာတယ်ငါရတယ်ဟုတ်ပြီဒါဆိုရင်တို့သမီးတို့ကငါဖြစ်အောင်လုပ်ကြမယ်လေးရယ်ငါဖြစ်အောင်လုပ်ကြမယ်နဲ့ပတ်သက်ပြီးတော့ဆရာမတို့ကအတူတူထားခြင်းနဲ့တိုးလာခြင်းဟာငါဆိုတဲ့အဓိပ္ပာယ်လေးရယ်အပေါင်းအကြောင်းလေးနဲ့ငါဖြစ်အောင်လုပ်မယ်လေးနဲ့တွဲပြီးတော့ဆရာမမျှဝေလိုက်ပါတယ်မင်္ဂလာပါရှင်ဒါပေမဲ့သမီးတို့ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့သင်ကြားရတာသင်ယူရတာလည်းကိုယ်ပဲဆိုရင်ဆရာမကိုစာရေးသမီးတို့တွေကကွန်မန့်လေးမှာဆရာမသင်ယူရတာလည်းပါတယ်နောက်ထပ်ပါလေးသင်ယူလေ့လာခြင်းဆိုတာလေးတွေပြောခဲ့မယ်နော်မင်္ဂလာပါရှင်